ကျွန်တော်တို့တွေနေထိုင်တဲ့ကဘာကြီးပေါ်မှာကျွန်တော်တို့တွေမတိကြတဲ့ထူးဆန်းတဲ့အစမ်းတကျအကြောင်းအရာတွေဘယ်လောက်တောင်များနေမလဲဆိုတာတင်စဉ်းစားမိဘူးလားခုခေတ်မှာအင်တာနက်ပေါ်ကနေဘာမဆိုရှာကြည့်လို့ရနေပြီဆိုပေမဲ့တကယ်ပညာရှင်ကြီးတွေတောင်ခေါင်းကုန်နေရတဲ့အထူးထူးဆန်းဆန်းဗေဒီတွေရှိနေပါလေတဲ့ဒီနေ့မှာတော့လူပြောအများဆုံးနဲ့အခုထိအဖြေရှာလို့မရတဲ့လျှို့ဝှက်ချက်၄ခုအကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဘယ်သူမှဖတ်လို့မရအောင်စာဝတ်နဲ့ရေးထားတဲ့လျှို့ဝှက်စာအုပ်ကြီးလူတွေနဲ့ရန်ရတွေခဏခဏပျောက်ဆုံးသွားနေတဲ့သမုတ်တရားတွေကထူဆန်းတဲ့နေမီပြီးတော့ကောင်းကင်ရံအမြင့်ကြီးပေါ်ကနေကြည့်မှမြင်ရတဲ့အေယာမပကြီးကားတွေနဲ့ကျွန်းကျွန်းပေါ်ကအံ့ဩစရာကြောက်ရွံ့ကြီးတွေအကြောင်းဖြစ်ပါတယ်ဒီຢာတွေကတကယ်ပဲဖြစ်နိုင်မှာမလားဒါမှမဟုတ်ကျွန်တော်တို့မသိသေးတဲ့လျှို့ဝှက်ချက်တွေရှိနေတာလားကဲစိတ်ဝင်စားဖို့ကောင်းတဲ့ဒီအကြောင်းအရာတွေကိုအတူတူကြည့်လိုက်ရအောင်ဗျာ Bermuda Triangle Bermuda Triangle ဆိုတာအတ္တလန္တိတ်သမုဒ္ဒရာရဲ့အနောက်မြောက်ဘက်အစိတ်ပိုင်းမှာရှိတဲ့နာမီကျော်လှုပ်ဝက်ဆန်းကျယ်နေမြေတစ်ခုဖြစ်ပါတယ်ဒီနယ်မြေကိုစိတ်ကူးရင်မြင်းတွေနဲ့ဆက်ကြည့်လိုက်ရင်တရိကန်ပုံတံဖြစ်နေပြီးမြောက်ဘက်မှာဘာမြူဒါကျွန်းအနောက်ဘက်မှာအမေရိကန်ပြည်ထောင်စုဖလော်ရီဒါပြည်နယ်ရဲ့မိုင်ယာမီကမ်းခြေတောင်ဘက်မှာပေါ်တိုရီကိုကျွန်းတို့ရှိကြပါတယ်ဒီနယ်မြေဟာဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာတင်ပေါ်တွေနဲ့လေယာဉ်တွေအများအပြားအစအနရှာမြအောင်ပျောက်ဆုံးခဲ့တဲ့အတွက်တင်မင်းတကားဝဒါမှမဟုတ်နက်ဆိုတရိကန်နယ်မြေလို့လဲကဘာတွင်းမှာကြောက်လန့်နေကြလူတိများလာခဲ့ပါတယ်အဲ့ဒီလိုပျောက်ဆုံးမှုတွေဖြစ်တဲ့အခါဘယ်တော့မှအပျက်စီးတော့မဟုတ်အလောင်းတွေကိုပြန်မတွေ့ရတာကဒီနယ်မြေရဲ့ဗဟိတိကိုပို့ပြီးနှက်နေစေခဲ့ပါတယ်ဒီဘာမြူဒါတရိကန်ကိုပို့ပြီးနာမီကြီးစေခဲ့တာကတော့မှတ်တမ်းဝင်ပျောက်ဆုံးမှုဖြစ်ရကြီးတွေပဲဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်အပြီး1945ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာအမေရိကန်ရေတပ်က TPN Avenger ဘုံကျဲလေယာဉ်5စီးဟာလေ့ကျင့်ပြန်တမ်းမှုလှုပ်ဆောင်ရင်ဘာမြူဒါတရိကန်နယ်မြေထဲမှာတဲလွန်စားမကြံပျောက်ဆုံးသွားခဲ့ပါတယ်လေယာဉ်မှုတွေရဲ့နောက်ဆုံးရေဒီယိုဆက်သွယ်မှုအရကျွန်တော်တို့လမ်းပြောက်နေပြီအားလုံးဝေဝေဝါဝါဖြစ်နေတယ်သမုတ်တရားရေပင်ကြီးလဲထူးဆန်းနေတယ်လို့ပြောခဲ့ပါတယ်ပို့ပြီးထူးဆန်းတာကအဲ့ဒီ Flight 90ကိုလိုက်လံရှာဖွေဖို့ထွက်ခွာသွားတဲ့ကယ်ဆယ်ရေးလေယာဉ်ကြီးတစ်စီးပါလူပေါင်း73ဦးနဲ့ထပ်မံပျောက်ဆုံးသွားခဲ့တာပဲဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်မတိုင်မီကလည်းပျောက်ဆုံးမှုတွေရှိခဲ့ပါတယ်1918ခုနှစ်မတ်လမှာမန်ဂနီစ်တတုရိုင်းတွေအပြည့်တင်ဆောင်လာတဲ့အမေရိကန်ရေတပ်ပိုင် USS Cyclops ကုန်တင်သင်္ဘောကြီးဟာလူပေါင်း309ဦးနဲ့အတူဘာမြူဒါတရိကန်နယ်မြေထဲမှာပါအဆက်ပေးတံမှမပေးပဲတဲလွန်စာမကြံပျောက်ကွယ်သွားခဲ့ပါတယ်ဒါအမေရိကန်ရေတပ်တမိုင်းမှာတိုက်ပွဲမဖြစ်ပဲလူအသေးပြောက်အများဆုံးဗဟိတိဖြစ်ရဲ့တစ်ခုအဖြစ်တည်ရှိနေသေးပါဒီလောက်များပြားတဲ့ပျောက်ဆုံးမှုတွေအတွက်သိပ္ပံပညာရှင်တွေနဲ့သူတေတီတွေဟာအမျိုးမျိုးသော theory တွေကိုဖော်ထုတ်ပြီးရှင်းလင်းဖို့စ조사ခဲ့ကြပါတယ်ဘာမြူဒါတရိကန်နယ်မြေဟာတန်လိုက်အိမ်ပြောင်တွေအလုံးမလုံးတော့ပဲယူတုတ်ကုန်တဲ့နေရာတစ်ခုအဖြစ်ကြာမြင့်စွာယူဆခဲ့ကြပါတယ်ဒီနယ်မြေမှာတန်လိုက်မြောက်ဘက်နဲ့အမှန်တကယ်မြောက်ဘက်ဟာတက်ထက်တဲ့ကျနေတဲ့အတွက်တန်လိုက်အိမ်ပြောင်ကိုကြည့်ပြီးလမ်းညွှန်မှုယူတဲ့လေရင်မှုတွေတင်ပေါ်မှုတွေလမ်းကြောင်းမှာပြီးတင်းမင်းတကားဝတွေကိုရောက်သွားတာလို့ရှင်းလင်းကြပါတယ်နောက်တက်ခိုင်မာတဲ့သိပ္ပံနည်းကျ theory တစ်ခုကတော့ပင်လယ်အောက်ခြေကနေထွက်ခွာလာတဲ့မီသိန်းတန်းငွေတွေကြောင့်ရေရဲ့တိတ်သေးစာလျော့နေပြီးတင်ပေါ်တွေနှိမ့်မြုပ်ရတာလို့ဆိုပါတယ်ပင်လယ်အောက်ခြေမှာရှိတဲ့အကွဲကြောင်းတွေကနေမီသိန်းတန်းငွေတွေအစုလိုက်အပြုံလိုက်ထွက်လာတဲ့အခါရေပြင်ပေါ်ကိုအေယာမပူပေါင်းကြီးတွေအဖြစ်ရောက်ရှိလာပြီးအဲ့ဒီပူပေါင်းတွေပေါ်ရောက်လာတဲ့တင်ပေါ်ဟာဘာအဆက်ပေးတံမှမပေးနိုင်ပဲရုတ်တရက်နှိမ့်မြုပ်သွားရတာဖြစ်ပါတယ်ဘာမြူဒါတရိကန်နယ်မြေဟာပင်လယ်ရေစီးကြောင်းတွေစုံရံနေရဖြစ်တဲ့အတွက်ရုတ်တရက်ပြင်းထန်တဲ့မုန်တိုင်းတွေနဲ့အေယာမလိုင်းလုံးကြီးတွေဖြစ်ပေါ်လာတတ်ပါတယ်ပေတရာကျော်ထိမြင့်မာတဲ့ဒီလိုင်းလုံးကြီးတွေဟာတင်မော်ကြီးတွေကိုခဏတွင်းရှင်းမှာပဲရိုက်ချိုးနှိမ့်မြုပ်နိုင်တဲ့အစွမ်းရှိပါတယ်လက်ရှိအချိန်လေးဒီအဆက်လက်တွေပြင်အချို့ကတော့ဒီနေရာမှာဂျိုဓားတွေရဲ့အရှိတ်ဆိုင်စကန်ရှိနေတာဒါမှမဟုတ်နှိမ့်မြုပ်နေတဲ့အတ္တလန်တစ်မြို့တော်ရဲ့နီးပညာတွေကြောင့်လို့ယုံကြည်ကြပါတယ်ဒါပေမဲ့အမေရိကန်ကမ်းခြေဆောင်တပ်ဖွဲ့နဲ့အာမခံကုမ္ပဏီတွေရဲ့အမှတ်တမ်းတွေအရတော့ဒီနယ်မြေမှာဖြစ်တဲ့ပျောက်ဆုံးမှုနှုန်းဟာအရှားပင်လယ်တွေထက်ပိုမများဘူးလို့ဆိုထားပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဘာမြူဒါတရိကန်နယ်မြေဟာလူသားတွေအတွက်တော့အမြဲတမ်းကြောက်လန့်စရာနဲ့ဆွဲဆောင်မှုရှိနေတဲ့ဗဟိတိနယ်မြေတစ်ခုဖြစ်တမိုင်းမှာကျန်ရှိနေအောင်မှာပဲဖြစ်ပါတယ်ပီယူနိုင်ငံရဲ့နှက်နေတဲ့ဗဟိတိနာဇာကာမင်းကြောင်းများပီယူနိုင်ငံတောင်ပိုင်းမှာရှိတဲ့ရှောက်တွလွန်နဲ့နာဇာကာတဲကန်နာအထဲမှာတိတ်ပံပညာရှင်တွေအခုထက်ထိအပြေရှာမရတဲ့ထူးဆန်းတဲ့အရာတွေရှိနေပါတယ်အဲ့ဒါကတော့မြေပြင်ပေါ်မှာအေယာမပကြီးကားကြီးတွေလို့ရေးဆွဲထားတဲ့နာဇာကာမင်းကြောင်းများပဲဖြစ်ပါတယ်ဒီပုံတွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ခရစ်နှစ်မတိုင်မီ200ကနေခရစ်နှစ်900ကြာမှာအဲ့ဒီ data မှာနေထိုင်ခဲ့တဲ့နာဇာကာလူမျိုးတွေကရေးဆွဲခဲ့တာပါဒီပုံတွေရဲ့အထူးဆန်းဆုံးအချက်ကတော့အရွယ်အစားအလွန်ကြီးမားလွန်းတာကြောင့်မြေပြင်ပေါ်မှာရက်ကြည့်နေရင်ဘာပုံမှန်မသိနိုင်မဲ့အမြင့်ပေထောင်ရှိတဲ့ကောင်းကင်ယံကနေကြီးမားတာပုံဖော်လို့ရတာပဲဖြစ်ပါတယ်1930ကျော်မှာလေယာဉ်တွေနဲ့အဲ့ဒီ data ပေါ်ကနေဖျက်ပြန်တဲ့အခါကျမှပဲဒီပုံရိပ်ကြီးတွေရှိနေမဲ့လူသားတွေကစတင်တတိထားမိခဲ့ကြတာပါဒီကဏ္ဍရထဲမှာမိုင်ပေါင်းများစွာရှည်လျားတဲ့မြင်းဖြောင်းတွေတရိကန်နဲ့စတူယန်ပုံစံ geometry ပုံစံတွေအပြင်တရိတ်ဆန်နဲ့အပင်ပေါင်း80ကျော်ရှိပါတယ်အဲ့ဒီ data တွေမှာပေ300ကျော်ရှိတဲ့အပင်ကူပုံ
မြောက်ပုံငှက်ပုံဝေလငါပုံနဲ့လူသားနဲ့တူတဲ့ပုံရိပ်တွေကအထင်ရှားဆုံးပါပိုပြီးထူးဆန်းတာကတော့တောင်ဆောင်တစ်ခုပေါ်မှာရေးဆွဲထားတဲ့ဟာကာတာရေမှုနဲ့ဆင်တူတဲ့လူပုံစံတူပုံရိပ်တစ်ခုပဲဖြစ်ပါတယ်ဘာစကရိယာမှာမရှိသေးတဲ့ရှစ်ခက်လူတွေကကောင်းကင်ဘော်ကနေကြည့်စရာအစီအစဉ်မရှိပဲဒီလောက်ကြီးမားတဲ့တိကျတဲ့ပုံရိပ်တွေကိုဘယ်လိုနည်းနဲ့ဆွဲခဲ့လဲဆိုတာအခုထိသိပ္ပံပညာရှင်တွေအံ့ဩနေရတော့မှာပဲသူတို့ဟာမြေပြင်ပေါ်ကအတန်တက်ပါတဲ့ကြောက်တုံအမဲတွေကိုဖယ်ထုတ်ပြီးအောက်ကတဲအဖြူရောင်တွေကိုဖော်ထုတ်တဲ့ရိုးရှင်းတဲ့နီလန်းတွေကိုတုံးခဲ့တာဖြစ်ပေမဲ့မြင်းကြောင်တစ်ခုချင်းစီဟာအလွန်ဖြောင့်စင်နေပြီးအရှိုးစားတွေကလည်းအံ့ဩဖို့ကောင်းတော့အောင်တိကျနေပါတယ်နာဇာကာဒေတာဟာကမ္ဘာပေါ်မှာအချောက်တွေဆုံးဒေတာတွေထဲကတစ်ခုဖြစ်ပြီးတစ်နှစ်ပတ်လုံးမိုးရွာတမှုအလွန်နှဲပါသလိုလေတိုက်ခိုက်မှုလည်းမရှိသလောက်ပါပဲဒါကြောင့်လည်းဒီပုံတွေဟာနှစ်ပေါင်းထောင်ချီတဲ့အထိလေတိုက်လို့ပျက်စီးသွားတာမျိုးမရှိပဲမူလအတိုင်းကျန်နေခဲ့တာဖြစ်ပါတယ်ဒါဆိုရင်ရှစ်ခက်လူတွေကဘာအတွက်ကြောင့်ဒီလောက်ကြီးမားတဲ့ပုံတွေကိုအာတွန့်ခုံဆိုင်ဆွဲခဲ့ကြတာလဲဒါကတော့ဒီနေ့ထိအဖြေရှာမရနေတဲ့မိကွန်းတစ်ခုပါပညာရှင်အချို့ကတော့ဒါဟာကျယ်ရီလာတွေရဲ့တွာလာမှုကိုတိုင်းတာတဲ့နှက်ခတ်ပေတာပြက်ကတိန်ကြီးတစ်ခုလို့ယူဆခဲ့ကြပါတယ်တချို့ကလည်းဒီပုံတွေကမြေအောက်မှာရှိတဲ့ရေအရင်းမြစ်တွေကိုရှာဖွေဖို့လမ်းညွှန်ချက်တွေလို့ဆိုကြသလိုတချို့ကလည်းနှက်ဖျားတွေကောင်းကင်ကနေမြင်ရအောင်ပူဇော်တဲ့ဘာသာရေးဆိုင်ရာသင်္ကေတတွေလို့ယုံကြည်ကြပါတယ်နာဆာကမြင်းကြောင်းတွေဟာစုစုပေါင်းစတုရန်မိုင်200ကျော်ထိကျယ်ပြန့်တဲ့ area ထဲမှာဖြန့်ကျက်ထားတာပါဒီထဲမှာအရှိဆုံးမြင်းဖြောင်းနေဆိုရင်မိုင်30ကျော်ထိရှည်လျားပြီး geometry ပုံစံတွေဟာလည်း engineer နည်းပညာတွေကိုတုံ့နှသလားထင်ရလောက်အောင်တိကျလာပါတယ်2019ခုနှစ်မှာဂျပန်နိုင်ငံကသူ့တေတီတွေဟာပုံရိပ်ပေါင်း140ကျော်ကိုထပ်မံရှာဖွေတွေ့ရှိခဲ့ပါသေးတယ်ဒါဟာဒီကဏ္ဍထဲမှာကျွန်တော်တို့မသိသေးတဲ့လိုအပ်ချက်တွေအများကြီးကျန်နေသေးတယ်ဆိုတာကိုပြသနေတာနာဇာကမြင်းကြောင်းတွေဟာလူသားတွေရဲ့နှက်နယ်တဲ့ဗဟေတီတစ်ခုဖြစ်သိပ္ပံပညာရှင်တွေအပြေရှာလို့မရသေးတဲ့တမိုင်းဝင်အမွေအနှစ်တစ်ခုဖြစ်ကမ္ဘာမြေပုံပေါ်မှာဆက်လက်တည်တံ့နေအောင်မှာပဲဖြစ်ပါတယ် Venus လက်ရည်မှု Venus လက်ရည်မှုဆိုတာကကမ္ဘာတမိုင်းမှာအပြေရှာရအခက်ဆုံးနဲ့အစမ်းကျဲဆုံးလျှို့ဝှက်စာအုပ်ကြီးဖြစ်ပါတယ်ဒီစာအုပ်ကို1912ခုနှစ်မှာ Free Rate Venus ဆိုတဲ့စာအုပ်အယောင်းဝယ်သမားကအီတလီမှာရှိတဲ့ Jesuit College တစ်ခုမှာတွေ့ရှိခဲ့တာသိပ္ပံနည်းကျကာဗွန်ရက်ဆွဲစစ်ဆေးချက်တွေရဒီစာအုပ်ဟာခရစ်နှစ်1404ခုနှစ်နဲ့1438ခုနှစ်အကြားအလယ်ခေတ်ကာလမှာရေးခဲ့တာဖြစ်ကြောင်းတည်ပြုနိုင်ခဲ့ပါတယ်ဆိုလိုတာကဒီစာအုပ်ဟာနှစ်ပေါင်း600ကျော်တက်တန်ရှိနေပြီဖြစ်ပေမဲ့အထဲမှာဘာတွေရေးထားတယ်ဆိုတာကိုတော့အခုခေတ်နည်းပညာတွေနဲ့တောင်ဘယ်သူမှအတိတ်ပဲမဖော်နိုင်ကြသေးပါဘူးဒီစာအုပ်ရဲ့အထူးခြားဆုံးနဲ့အနက်နယ်ဆုံးအချက်ကတော့ရေးသားထားတဲ့ဘာသာစကားနဲ့အခရာတွေပါပဲစာသားတွေဟာဘယ်ဘက်ကနေညာဘက်ကိုစနစ်တကျရေးသားထားပြီးတကယ်ဘာသာစကားတစ်ခုရဲ့တိဆောက်ပုံမျိုးရှိနေပါတယ်ဒါပေမဲ့အဲ့ဒီအခရာတွေဟာကဘာပေါ်မှာရှိတဲ့ဘယ်ဘာသာစကားဘယ်စာပေနဲ့မှမတူပါဘူးဒုတိယကဘာစစ်တုန်းကနိုင်မီကြီးကုတ်ဖော်ပညာရှင်တွေနဲ့ခေတ်သစ် AI နည်းပညာတွေကိုအသုံးပြီးအကြိမ်ကြိမ်စူးစမ်းခဲ့ကြပြီးမြဲစာတစ်ကြောင်းကိုတော့အတိတ်ပဲဖော်ဖို့မအောင်မြင်ခဲ့ပါဘူးပိုပြီးထူးဆန်းတာကစာအုပ်တအုပ်လုံးမှာစာလုံးမလို့ရှစ်ထုတ်ထားတာဒါမှမဟုတ်ပြင်ဆင်ထားတာမျိုးလုံးဝမရှိပဲတထိုင်နဲ့အရှော့တက်ရေးသားသွားသလိုမျိုးတက်တက်ရရရှိနေတာပါပဲစာသားတွေနေမဟုတ်ပဲအထဲမှာလက်နဲ့ဆွဲထားတဲ့တရုတ်ဖပုံတွေကလည်းအတော်လေးကိုထူးခြားဆန်းပြပါတယ်စာအုပ်ကိုအပိုင်း6ပိုင်းနဲ့ခွဲခြားထားနိုင်တယ်လို့ယူဆရပြီးအပင်ကဏ္ဍမှာဆိုရင်ကဘာပေါ်မှာတကယ်မရှိတဲ့ပုံစံဆန်းတဲ့အပင်ပေါင်း100ကျော်ကိုရေးဆွဲထားပါတယ်နှက်ခတ်ပေတာအပိုင်းမှာလည်းနေလကျယ်တွေနဲ့အတူယာဒီခွင်တင်ကေတတွေကိုဖော်ပြထားပြီးမြဲကျွန်တော်တို့သိထားတဲ့ကျယ်စုတန်းတွေနဲ့လုံးဝအကွဲပြားနေပါတယ်အထူးဆန်းဆုံးကတော့ဇီဝပေတာအပိုင်းဖြစ်ပြီးကိုလုံးတီအမျိုးသမီးတွေဟာထူးဆန်းတဲ့ပိုက်လိုင်းစနစ်တွေနဲ့ရှိတ်ဆက်ထားတဲ့ရေကန်တွေထဲမှာစုပြုံပြီးရေရှိုးနေကြပုံတွေကိုအသေးစိတ်ရေးဆွဲထားတာပါဒီပုံတွေဟာအလေခေတ်ကလျှို့ဝှက်ဆေးပညာရဲ့တစ်ခုကိုဖော်ပြနေလားဆိုတာကိုပညာရှင်တွေကအဖြေရှာမရဖြစ်နေကြပါတယ်ဒီစာအုပ်နဲ့ပတ်သက်ပြီးလူတွေကအမျိုးမျိုးခန့်မှန်းကြပါတယ်တချို့ကဒါတွေဟာအလေခေတ်ကဆေးဖက်ဝင်အပင်တွေနဲ့အမျိုးသမီးကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်တွေကိုဘယ်သူမှမသိအောင်စာဝတ်နဲ့ရေးထားတာလို့ယူဆကြပါတယ်တချို့ကတော့ကဘာပေါ်မှာမရှိတဲ့အပင်ပုံတွေကြောင့်ဒါဟာဂျိုဓားတွေစီကရလာတဲ့အသိပညာတွေလို့ယုံကြည်ကြသလိုတချို့ကလည်းလူတွေကိုလှည့်စားပြီးငွေရအောင်အတိတ်ပဲမရှိတဲ့စာတွေကိုစနစ်တကျရေးထားတဲ့လှည့်ကွက်တစ်ခုလို့အဆိုကြပါတယ်လက်ရှိမှာတော့ဒီစာအုပ်ကိုအမေရိကန်နိုင်ငံရေးတက္ကသိုလ်ကအစာကြီးတိုင်မှာအမျက်တနိုးတင်စီထားပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီလက်ရည်မှုစာအုပ်ဟာလူသားတွေရဲ့နည်းပညာနဲ့အသိဉာဏ်ကိုစိန်ခေါ်နေတဲ့တမိုင်းဝင်ဗေဒီကြီးတစ်ခုဖြစ်ယနေ့တိုင်ရှိနေစေပဲဖြစ်ပါတယ်။မိုအာကြီးကြောက်ရွံ့ကြီးများပစိဖိတ်သမုဒ္ဒရာရဲ့အလဲတက်တဲ့လူတူဝေးလံလွန်တဲ့ Easter ကျွန်းပေါ်မှာကပတ်အံ့ဖွယ်အကြီးမားဆုံးဗေဒီတစ်ခုရှိနေပါတယ်။ဒါကတော့ကျွန်းတစ်ကျွန်းလုံးမှာပြန့်ကျဲနေတဲ့မိုအာကြီးလို့ခေါ်တဲ့အေယာမကြောက်ရွံ့ကြီးတွေပဲဖြစ်ပါတယ်။ဒီကြောက်ရွံ့ကြီးတွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း900နဲ့1000ကြားကပါရာနူယီလို့ခေါ်တဲ့ဒေတာခံလူမျိုးတွေကထွင်းထုခဲ့တာပါအခုဆိုရင်ဒီကျွန်းပေါ်မှာစုစုပေါင်းကြောက်ရွံ့900နီးပါးရှိနေပြီးကြောက်ရွံ့အများစုကသမုဒ္ဒရာဘက်ကိုကြော်ခိုင်းပြီးကျွန်းထဲကရွာတွေဘက်ကိုငေးကြည့်နေသလိုမျိုးထူးဆန်းတဲ့ပုံစံနဲ့တည်ရှိနေခဲ့ကြတာပါဒီကြောက်ရွံ့ကြီးတွေရဲ့အရွယ်အစားကတကယ်ကိုအံ့မခန်းပါပဲပြက်ပြက်အားဖြင့်73ပေကျော်မြင့်ကြပြီးအလေးချိန်ကတော့တန်80ကျော်ရှိကြပါတယ်
အကြီးဆုံးကြောက်ရွံ့ဆိုရင်ပေ30ကျော်မြင့်ပြီးတန်100ကျော်လေးလံပါတယ်ဒီနေရာမှာအဖေရှာများတဲ့အကြီးမားဆုံးပေဒီကတော့ဘာဆက်ကရီယာမှာမရှိတဲ့ရှစ်ခက်လူတွေဟာဒီလောက်လေးလံတဲ့ကြောက်တုံးကြီးတွေကိုကြောက်ကျင်းကနေမိုင်ပေါင်းများစွာဝေးတဲ့ကမ်းခြေစီဘယ်လိုနီးနဲ့တဲဆောင်ခဲ့လဲဆိုတာပါပဲကျွန်းသားတွေရဲ့ရှေးဟောင်းတန်နာရီအရာတော့ကြောက်ရွံ့ကြီးတွေဟာမန်နာလို့ခေါ်တဲ့နက်ပြားဆွမ်းအားနဲ့သူတို့ဘာသာလမ်းလျှောက်ပြီးနေရာယူခဲ့ကြတာလို့ဆိုကြပါတယ်တိတ်မှန်ပညာရှင်တွေကတော့ဒီပေဟေတီကိုလက်တွေ့ကြအဖြေထုတ်ဖို့နှစ်ပေါင်းများစွာစူးစမ်းခဲ့ကြပါတယ်ခေတ္တသုတေသီတွေရဲ့ဆန်တက်ချက်အရဒီကြောက်ရွံ့ကြီးတွေမတက်ရက်အနေထားအတိုင်းကျိုးတွေနဲ့ပင်ညာဆွဲရမ်းပြီးလမ်းလျှောက်တဲ့လိုမျိုးရှေ့ကိုရွေ့အောင်လှုပ်ခဲ့တာဖြစ်နိုင်တယ်လို့ယူဆကြပါတယ်ဒါပေမဲ့တောင်ကုန်းတောင်တန်းတွေပေါ်များတဲ့ဒီကျွန်းပေါ်မှာတန်ချိန်များစွာလေးတဲ့ကြောက်တုံကြီးတွေကိုအမှားယွင်းမရှိတည်ယူဖို့ဆိုတာကတော့ဇူအင်အားထောင်ပေါင်းများစွာနဲ့ကျွမ်းကျင်မှုအလွန်အမင်းလိုအပ်တဲ့အလုပ်တစ်ခုဖြစ်နေပါတယ်နောက်ထပ်ထူးဆန်းတဲ့အချက်ကတော့ဒီကြောက်ရွံ့ကြီးတွေဟာခေါင်းပိုင်းတက်တက်မဟုတ်ပဲခန္ဓာကိုယ်တစ်ခုလုံးပါဝင်နေတာပါမြေပြင်ပေါ်မှာမြင်နေရတဲ့ခေါင်းပိုင်းတွေဟာတစ်စိတ်တစ်ပိုင်းပဲရှိပါသေးတယ်အမှန်တော့ဒီကြောက်ရွံ့ကြီးတွေဟာမြေကြီးထဲမှာတကူလုံးမြုပ်နေတာဖြစ်ပြီးလက်တွေခန္ဓာကိုယ်တွေနဲ့ထူးဆန်းတဲ့သင်္ကေတတွေကိုကြောဘက်မှာထွင်းထူထားတာကိုနောက်ပိုင်းသူ့ပေါ်မှုတွေအရအသိလာရပါတယ်ဒါရင်မကသေးပါဘူးကြောက်ရွံ့တချို့ရဲ့ခေါင်းပေါ်မှာပူကာအိုလို့ခေါ်တဲ့တန်ချိန်များစွာလေးတဲ့အနီရောင်ကြောက်အုပ်ထုပ်ကြီးတွေကိုလည်းဘယ်လိုနည်းနဲ့အမြင့်ကြီးပေါ်ကိုတင်ခဲ့လဲဆိုတာကိုအခုထိမြင်းခုန်နေရတော့မှာပဲဒီကြောက်ရွံ့ကြီးတွေကိုဘာကြောင့်ဒီလောက်ပင်ပန်းကန်ဆွဲခဲ့ကြတာပညာရှင်တွေကတော့ဒါဟာသူတို့ရဲ့ကွယ်လွန်သွားတဲ့ဘိုးဘေးပြည်ပင်တွေကိုဂုံပြုဖို့နဲ့ကျွန်းသားတွေကိုစောင့်ရှောက်ဖို့ရည်ရွယ်ခဲ့တာလို့ယူဆကြပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲဒီကြောက်ထွင်းထူးတဲ့လုပ်ငန်းစဉ်တွေဟာတစုံတစ်ခုကြောင့်ရပ်တန့်သွားခဲ့ပါတယ်ကြောက်ကျင်းတွေမှာတဝက်တစ်ပြက်ထွင်းထုနေစေကြောက်ရွံ့တွေအများကြီးကျန်နေတာကိုကြည့်ရင်ကျွန်းပေါ်မှာလူဦးရေအများပြားလာပြီးအရင်မြစ်တွေရှားပါလာတာဒါမှမဟုတ်ပြည်တွင်းစစ်ဖြစ်တာကြောင့်ဒီရင်ချင်းမှုကြီးပျောက်ကွယ်သွားခဲ့တာလို့ယူဆကြပါတယ်အီစတာကျွန်းကမိုဟာကြီးကြောက်ရွံ့ကြီးတွေဟာလူသားတွေရဲ့မယုံနိုင်စရာစွမ်းဆောင်ရည်နဲ့အပြေရှာမရနေတဲ့လှုပ်ဝက်ချက်တွေစုဝေးနေတဲ့ကပ္ပအမွေတစ်ခုအဖြစ်ထာဝရတည်ရှိနေမှာဖြစ်ပါတယ်အခုပြောပြခဲ့တဲ့အကြောင်းအရာ၄ခုထဲမှာတင်ရောဘယ်အရာကိုထူးဆန်းဆုံးလို့ထင်ပါတယ်လဲနိပညာတွေဘယ်လောက်ပဲတိုးတက်လာပါစေဒီကဘာကြီးပေါ်မှာကျွန်တော်တို့အဖြေရှာဖို့လိုနေသေးတဲ့လှုပ်ဝက်ချက်တွေအများကြီးရှိနေပါသေးတယ်ဒီလိုမျိုးထူးဆန်းတဲ့အကြောင်းအရာတွေကရှဲကလူသားတွေရဲ့မယုံနိုင်စရာကျွမ်းကျင်မှုတွေလားဒါမှမဟုတ်တကယ်ပဲကြိုသားတွေနဲ့ပတ်သက်နေလားဆိုတာကတော့ကျွန်တော်တို့အခုထိငင်းခုန်နေရတော့မှာပဲတင်းရဲ့အမြင်ကိုလည်းဒီဗီဒီယိုအောက်က comment လေးမှာရေးပြီးပြောပြခဲ့ပါအောင်ခင်ဗျအခုလိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးအောင်မှာမလို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့အောင်နော်ကဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျာ